မျက်နှာတန်းကောင်မှာတယောက်တည်းရှိနေရင်ရှော့စီတံတားပေါ်ဘယ်တော့မှမစော့ပါနဲ့မယုံဘူးဆိုရင်ဟိုဘက်ကမြင်ကွင်းကိုကြည့်လိုက်ပါအဲ့ဒီကအမေဖြစ်သူကတော့သူ့သမီးလေးပုံနေတယ်ထင်နေတာကြောင့်ဘာကိုမှတတိမထားမိပဲဖုံးပဲငုံကြည့်ပြီးစော့နေခဲ့တယ်ဒါပေမဲ့ဂျက်ကတော့တခုခုထူးဆန်းနေတာကိုရိပ်မိသွားပြီးအဲ့ဒီမြင်ကွင်းကိုအမြန်ပဲပုံဆွဲလိုက်တယ်တိတ်မကြခင်မှာပဲအန်နာကဂျက်ကိုအိမ်ပြန်ဖို့လန့်ခေါ်တယ်ဂျက်ကသူ့ဆွဲထားတဲ့ပုံကိုအဲ့ဒီမိန်းကလေးရဲ့အမေစီကမ်းပေးလိုက်တဲ့အခါအန်နာဟာပုံကိုကြည့်ပြီးကြောင်သွားတယ်ဒါကဘာပုံလဲလို့အန်နာကမေးတော့ဂျက်ကဒါခုနတုန်းကအန်တီဘေးမှာထိုင်နေတဲ့လူလေးလို့ပြန်ဖြေလိုက်တယ်အန်နာကပတ်ဝန်းကျင်ကိုဝစ်ကြည့်လိုက်ပေမဲ့ဘသူ့ကိုမှမတွေ့ရဘူးဒါပေမဲ့လက်ထဲကပုံကိုတေချာကြည့်လိုက်တဲ့အခါသူ့ရဲ့နာမည်ကိုရေးထားတာကိုတွေ့လိုက်ရတယ်ဂျက်တို့ထွက်သွားပြီးတဲ့နောက်အန်နာကတိတ်ပြီးဂယုမဆိုင်တော့ပဲသမီးဖြစ်သူကိုအိမ်ပြန်ဖို့လန့်ခေါ်တယ်ဒါပေမဲ့ဘယ်နာရှာရှာသမီးဖြစ်သူရဲ့အရေးရောင်တောင်မတွေ့ရဘူးအဝေးကတန်းတစ်ခုပဲသူ့လိုလှုပ်ရှားနေတာကိုတွေ့လိုက်ရပြီးခဏအကြာမှာတော့ထူးဆန်းစွာနဲ့ရုတ်တရက်ကြီးရပ်တန့်သွားတယ်အဲ့ဒီအချိန်မှာပဲအန်နာဟာနောက်ကျောကနေတစုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရပြီးနောက်ကနေရုတ်တရက်တွန်းလိုက်တာကြောင့်ကြောက်လန့်တကြားနဲ့ရှော့စီတံတားတွေကိုငိုက်ကျသွားတော့တယ်အဲ့ဒီခဏမှာပဲအန်နာဟာတခုခုမူမမှန်တာကိုတတိထားမိလိုက်တဲ့ရှော့စီတံတားရဲ့အနောက်မှာတခုခုပုံနေတယ်အဲ့ဒီနေရာမှာကြောပိုးအိတ်တလုံးပဲကြံရစ်ခဲ့ပြီးခုနကတင်ထွက်သွားတဲ့အဲ့ဒီလင်မယားနဲ့ကလေးတွေရဲ့မျက်နှာမှာတော့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့အပြုံးတစ်ခုပေါ်လာခဲ့တော့တယ်